ဒီနေ့ဖတ်ပြမှာကတော့ဆရာနန္ဒာသိန်းဇံခရောင်းလန်းကိုဖြတ်ကျော်ခြင်းဆိုတဲ့စာအုပ်ထဲကအခန်း၈ငြိမ်းအေးခြင်းဟူသောအဆုံးပန်းနိုင်ဆိုတဲ့အခန်းလေးကိုဖတ်ပြမှာပါအားလုံးပဲနားဆင်ကြပါဦးခင်ဗျာလောကမှာပြည့်စုံမှုအောင်မြင်မှုတွေအမျိုးမျိုးရှိကြပါတယ်တချို့ကလည်းယာရုဌာနန္တရနဲ့ပတ်သက်လို့ပြည့်စုံအောင်မြင်တယ်တချို့ကလည်းစက်မှုပညာရှင်ကြီးအဖြစ်သိပ္ပံပညာရှင်ကြီးအဖြစ်အောင်မြင်ပြည့်စုံမှုကိုရကြတယ်တချို့ကတော့လည်းပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးပြည့်စုံအောင်မြင်မှုရကြတယ်တချို့ကတော့လည်းနိုင်ငံကျော်ကမ္ဘာကျော်စာပေအမှုပညာရှင်အဖြစ်အောင်မြင်မှုရကြတယ်လောကမှာအောင်မြင်ပြည့်စုံမှုတွေအမျိုးမျိုးပါပဲဒါပေမဲ့လောကီအောင်မြင်မှုတွေအလုံးထက်တာလုံးမမြတ်တဲ့အောင်မြင်မှုရှိသေးကြောင်းကိုအရှိတိုင်းကဗုဒ္ဓတို့လိုအရိယာပုဂ္ဂိုလ်တွေတွေ့ခဲ့ကြတယ်သူတို့တွေ့ရှိတဲ့အောင်မြင်မှုကတော့ဒုက္ခဒုက္ခခံစားမှုဝေဒနာတွေကလုံးဝကျော်လွှားနိုင်တဲ့အောင်မြင်မှုမျိုးပါပဲလူတော်ဝါအများဟာချမ်းသာဒုက္ခကိုခံစားလိုကြပါတယ်မျက်စိကကောင်းတာတွေကိုကြည့်ခြင်းနဲ့မြင်ခြင်းနဲ့တာယာချမ်းသာမှုမရှိတဲ့အမြင်ကိုမကြည့်ခြင်းမမြင်ခြင်းပါဘူးထို့အတူပဲနားနှာခေါင်းရှားကိုယ်ကလည်းတာယာပွဲချမ်းသာပွဲအတန်အနံ့အရသာအထီးအတွေ့တွေကိုကြားခြင်းအနံ့ခံခြင်းစားတောက်ခြင်းထိတွေ့ခံစားခြင်းရပါတယ်မတာယာမချမ်းသာတဲ့ဒုက္ခဖြစ်ပွဲအတန်အနံ့အရသာအထီးအတွေ့တွေကိုတော့နည်းနည်းမှမကြားလည်းမကြားခြင်းဘူးအနံ့လည်းမခံနေလို့ဘူးစားတောက်လည်းမနေလို့ဘူးထိတွေ့လည်းမနေလို့ပါဘူးလူတရားတွေဟာဒီလိုတာယာခံစားဖို့ပျော်ရွှင်မှုဒုက္ခရဖို့အတွက်အမြဲပဲတောင့်တနေကြတယ်တောင့်တတဲ့အတိုင်းလည်းရရှိခံစားနိုင်ဖို့အတွက်ကြိုးစားလုံးပန်းနေကြတယ်အင်္ဂလိပ်တသနာပညာရှင် Stuart Mill ဆိုတဲ့ပုဂ္ဂိုလ်ကလူဟာပျော်ရွှင်ချမ်းသာမှုဒုက္ခကိုပဲလိုချင်တောင့်တတယ်တဲ့ချမ်းသာဒုက္ခပျော်ရွှင်မှုဒုက္ခကိုခံစားခြင်းကြတဲ့လူအများရဲ့တောင့်တစိတ်တွေကိုခြုံပြီးဒီဏီကုန်းကိုသူကဆွဲယူလိုက်တာပါပဲ Mill အလိုအရလိုချင်တောင့်တခြင်းဟာလိုချင်တောင့်တစရာကောင်းလို့ပဲတဲ့ဟုတ်တယ်ပေါ့လိုချင်တောင့်တစရာမကောင်းပဲနဲ့တော့လူဟာလိုချင်တောင့်တမှုဖြစ်မှာမဟုတ်ဘူးမီလ်ကဆက်ပြီးစဉ်းကျင်တဲ့ဒုက္ခသဘောဆောင်တဲ့ချမ်းသာပျော်ရွှင်မှုဟာလူတွေတကယ်ပဲလိုချင်တောင့်တတဲ့တကယ်ပဲလိုချင်တောင့်တစရာကောင်းတဲ့အရာဖြစ်တယ်ဒါကြောင့်လူတွေဟာပျော်ရွှင်ချမ်းသာမှုဒုက္ခကိုပဲလိုချင်တောင့်တတယ်လို့ဏီကုန်းဆွဲခဲ့တာပဲဒါပေမဲ့ဝေဖန်တဲ့သူတွေကလူဟာမီးပြောသလိုပျော်ရွှင်ချမ်းသာမှုဒုက္ခကိုသာတောင့်တတာမဟုတ်ဘူးတခြားသောဘဝတုတ္တရှိရေးအများအကျိုးသက်ဖို့နိုင်သူဖြစ်ရေးစတဲ့အရာတွေအတွက်လည်းလူလားတောင့်တမှုတွေရှိနိုင်သေးတယ်လို့ဝေဖန်ကြတယ်ဟုတ်ပါတယ်လူဟာပျော်ရွှင်မှုတစ်ခုတည်းကိုသာမတောင့်တတာတော့မှန်ပါတယ်ဒါပေမဲ့ဝေဖန်သူများအပါအဝင်လူတော်အမြောက်အများဟာချမ်းသာဒုက္ခကိုတော့လိုချင်တောင့်တကြမှာပဲရင်မှာတသိမ့်သိမ့်ခံစားရခြင်းကိုနှစ်သက်ကြမှာပါပဲတဏှာလောဘလူမှာမကုန်ခန်းတဲ့၍တော့ဒုက္ခဝေဒနာကိုခံစားဖို့တောင့်တနေအောင်မှာပါပဲဒါပေမဲ့ဒီတဏှာလောဘကြောင့်ပဲဘယ်လောက်ပဲတိုးတက်ပြည့်စုံမှုတွေအောင်မြင်မှုတွေကိုရနေလူဟာချမ်းသာခံစားရမှုကိုကျင့်납ပြီးရလို့မရှိနိုင်ပါဘူးထပ်၍လူနေအောင်မှာပါပဲထပ်၍တောင့်တနေအောင်မှာပဲမိဘုံကြီးဟာဘလောက်ပဲလောင်စာတွေကိုရနေအတောက်အလောင်ရက်သွားတယ်ငြိမ်းသွားတယ်ရလို့မရှိသလိုလောဘဟာလည်းဘလောက်ပဲကာမဂုဏ်တွေကိုခံစားသုံးဆောင်နေရပေမဲ့ဝါသွားတယ်ကျေနပ်သွားတယ်ရမရှိဘူးတဲ့ဒါကိုပြောရင်းနဲ့ကြားဘူးတဲ့အဖြစ်အပျက်တစ်ခုကိုအမှတ်ရပါတယ်တညမှာကုံတယ်တစုဟာမြင်းကိုစီစီးပြီးတော့ကန္နာရတစ်ခုကိုဖြတ်လာကြတယ်ဒီလိုဖြတ်လာရင်းကရေခမ်းနေတဲ့ရေမရှိတဲ့မြက်တစ်ခုကိုရောက်လာကြတယ်ရေမရှိတဲ့မြက်ဆိုတော့ကုံတယ်တွေဟာမြင်းမော်ကမစင်းတော့ပဲမြင်းဆက်သက်ပြီးခပ်ဖြည်းဖြည်းပဲဖြတ်လာကြတယ်သူတို့ဒီလိုဖြတ်နေတော့မှအားလုံးရက်လိုက်လို့အမိန်ပေးလိုက်တဲ့အတန်ကြီးတစ်တန်မှောင်ထဲကပေါ်လာတယ်သူတို့လည်းကြောက်ရွံ့နဲ့ရက်လိုက်ကြတယ်မြင်းမော်ကအားလုံးစင်းဆိုတဲ့အတန်ပေါ်လာပြန်တယ်သူတို့တွေအားလုံးပဲထိတ်လန့်နဲ့မြင်းမော်ကဆင်းလိုက်ကြတယ်သင်တို့အောက်မှာရှိတဲ့အရာတွေကိုကောက်ယူပြီးအိတ်ထဲထက်ဒီလိုခိုင်းတဲ့အမိန်ပေါ်လာပြန်လို့ကြောက်ရွံ့တုံရင်နဲ့လက်တွေနဲ့ကောက်ယူဖို့သူတို့ခြေထောက်တွေအနာဆန်းလိုက်တဲ့အခါမှာမာကျောတဲ့ကြောက်တုံးတွေကြောက်စရခဲတွေလိုအရာတွေကိုစမ်းမိကြတယ်သူတို့စိတ်ထဲမှာတော့ကြောက်စရခဲတွေလို့ထင်ကြတာပဲကြောက်ရွံ့နဲ့ဆိုတော့အမိန့်တန်အတိုင်းလက်နဲ့စုပ်ကင်မိရာခဲတွေကိုကောက်ယူပြီးအိတ်ထဲထည့်ကြတယ်အဲ့ဒီအချိန်မှာသင်တို့အားလုံးမြင်းပေါ်တက်သွားကြတော့လို့အမိန့်တန်ပေါ်လာပြန်တယ်
ဒီအခါမှာမြင်းပေါ်ကိုကြပြကတိသူတို့တက်ကြပြီးမြစ်ကိုခက်မြက်မြက်ဖြတ်ပြီးရတဲ့တပြိုင်နက်မြင်းတွေကိုအပြင်းဆိုင်ကြတယ်အာယုံတက်လို့မိုးလင်းလာတဲ့အခါမှာဒီကုန်းတွေဟာရန်နာကြပြီးတော့ကြောက်ကြောက်ရွံ့ရွံ့နဲ့သူတို့ကောက်လာခဲ့ရတဲ့ပစ္စည်းတွေကိုအိတ်တွေကထုတ်ပြီးကြည့်ကြတယ်သူတို့တွေရတာကတော့စိန်နှုံးတွေနဲ့ဗရက်များတွေဖြစ်နေတာတွေ့ရတယ်တဲ့ဘယ်နဲ့လဲဒီကုန်းတွေဟာဒီလောက်အဖို့တန်တဲ့ပစ္စည်းတွေရလို့ဘယ်လောက်ပျော်လိုက်ကြမလဲလို့ထင်ပါပဲဒါပေမဲ့ကုန်းတွေဟာမပျော်နိုင်ကြဘူးတဲ့ဘာကြောင့်လဲဆိုတော့ကုန်းတွေဟာဖြစ်မှဖြစ်ရလေတို့တွေအဲ့ဒီတုန်းကများများဆဆကောက်ခွဲရရင်အကောင်းသာလို့နောင်နာတွေရနေကြလို့ပဲတဲ့ဒါဟာလောဘကြောင့်အချမ်းသာနိုင်ဖြစ်ရတာပဲအကျဉ်းနဲ့နိုင်ခြင်းတရားကြောင့်ဒီလိုဖြစ်ရတာပဲလောဘရှိနေသမျှတော့ဘယ်လောက်တိုးတက်ပြည့်စုံချမ်းသာနေပေမဲ့ကျင့်တတ်မှာမဟုတ်ပါဘူးအသေးအသေးထပ်ထပ်ပြီးလူချင်းတောင်းတနေအောင်ပါပဲအသေးအသေးထပ်ထပ်ပြီးခံစားခြင်းနေအောင်ပါပဲစာတကစာပေတနေရာမှာတဏှာလောဘကြောင့်ကိုယ်တိုင်းပြည်တစ်ပြည်နဲ့မင်းစည်းစိမ်ကိုခံစားနေရတာကိုမကျင်နဲ့အားမရနိုင်လို့တခြားတိုင်းပြည်သုံးပြည်ကိုပါသိမ်းယူပြီးချမ်းသာဒုက္ခခံစားလို့တဲ့မင်းတစ်ပါးအကြောင်းဖော်ပြထားတာရှိတယ်ဒီမင်းကတခြားတိုင်းပြည်တွေကိုသိမ်းယူရရှိဖို့ကြံနေတော့မမျော်လင့်မှဒီအခွင့်အရေးလွတ်သွားတယ်ဒီအခါမှာဒီတိုင်းပြည်ကိုငါမရလိုက်လေခြင်းဆိုတဲ့စိတ်နဲ့စားမဝင်အိမ်မပြောနိုင်ဖြစ်တယ်ပူလောင်သောကတွေနဲ့စောက်တရားမရဖြစ်တယ်ဒါနဲ့အဆုံးမှာအဲ့ရတဲ့လဲတော့တာပဲလောဘလွန်ယောဂနဲ့ပဲတည်တော့မဲ့အခြေအနေဆိုက်ရောက်လာတယ်ဘယ်သမားတော်မှလည်းကုသလို့မရဘူးအဆုံးမှာဒီဘရင်ရဲ့လောဘလွန်စိတ်ယောဂကိုကုသဖို့ပညာရှိသမားတော်ငယ်တွေတို့နန်းတော်ကိုရောက်လာတယ်အမှန်ကသူဟာစိတ်ယောဂကုပညာရှင်အဖြစ်ရောက်လာတာပါစိတ်ယောဂကုပညာရှင်လေးကဘရင်ကြီးကိုအရှင်မင်းကြီးအလိုရှိနေတဲ့သုံးပြည်တော်ကိုသိမ်းယူရရှိပြီးပဲဆိုပါစို့ဒီလိုရရှိတဲ့အခါမှာငါဟာတိုင်းပြည်၄ပြည်ကိုအစိုးရတဲ့မင်းဖြစ်ပြီး၄ပြည်တော်မင်းစည်းစိမ်တွေကိုငါသုံးဆောင်ခံစားနိုင်ပြီလို့အရှင်မင်းကြီးထင်ပါသလားဒီတော့တိုင်းပြည်ကြီး၄ပြည်ကိုအစိုးရတဲ့မင်းဖြစ်တဲ့အတွက်အရှင်မင်းကြီးဟာပွဲတော်အုပ်လေးအုပ်ကိုတစ်ချိန်တည်းမှာသုံးဆောင်ခံစားနိုင်ပါမလားလို့မေးတယ်မဖြစ်နိုင်တာကိုဘုရင်မင်းမြတ်ကမြင်လာတယ်၄ပြည်တော်လုံးသိမ်းယူလို့တဲ့သူ့လောဘရဲ့အချင်းအနှီးဖြစ်နိုင်မှုကိုလည်းဆင်ခြင်မိတယ်ပညာရှိလူငယ်ကဆက်ပြီးအရှင်မင်းကြီးဟာတိုင်းပြည်၄ပြည်ကိုအစိုးရသူဖြစ်ပေမဲ့အိယာတလွန်၄ခုကိုတပြိုင်နက်အိပ်ဆက်လို့ရမှာမဟုတ်ပါဘူး၄ပြည်တော်သောမင်းဖြစ်ပေမဲ့မင်းဝင့်တန်ဆာ၄ခုကိုတပြိုင်တည်းမှာဝတ်လို့မဖြစ်နိုင်ပါဘူးလို့ပြောပြတယ်လောဘရဲ့အပြစ်တွေကိုလည်းထင်အောင်ရှင်းပြတယ်ဒီတော့မှဘုရင်မင်းမြတ်ဟာလောဘလွန်ယောဂါကထမြောက်သွားတယ်လောဘမကုန်သမျှဒီလောဘကိုတတိတမစင်ရှင်ပြီးမထိန်သိမ်းသမျှတော့ဘယ်လိုတိုးတက်ပြည့်စုံမှုအပေါ်မှာမှကျင့်တတ်မှာမဟုတ်ပါဘူးဘယ်လောက်ချမ်းသာခံစားနေရပေမဲ့ကျင့်တတ်သွားတယ်ဝသွားတယ်ရဲ့လို့တော့မရှိနိုင်ပါဘူးအသေးအသေးခံစားဖို့တောင်းတနေအောင်ပါပဲအသေးအသေးခံစားနိုင်တဲ့အဖြစ်မျိုးကိုရအောင်တိုးတက်ကြီးပွားရေးတွေလုပ်ကြရအောင်ပါပဲဒါပေမဲ့ဗုဒ္ဓလိုအရိယာပုဂ္ဂိုလ်မျိုးတွေကတော့လှုပ်ရှားခြင်းသဘောရှိတဲ့သိမ့်ခံစားရတဲ့တာယာမှုဒုက္ခတွေထက်တာလွန်တဲ့အောင်မြင်မှုမျိုးကိုရခဲ့ကြတယ်ဒီအောင်မြင်မှုဟာဘာလဲဆိုတော့ဘာခံစားလှုပ်ရှားခြင်းမှမဖြစ်တဲ့ပဂရိငြိမ်းနေတဲ့သဘောကိုဆောင်တဲ့နိဗ္ဗာန်တဘာဝကိုရရှိခြင်းပါပဲဒီနေရာမှာနိဗ္ဗာန်ရဲ့တဘာဝကိုပေါ်လွင်အောင်ဗုဒ္ဓနဲ့မာဂန္ဓိယတွေ့ဆုံပြောဆိုခန်းကိုပြောပြခြင်းပါတယ်အခါတစ်ပါးမှာဂေါတမဗုဒ္ဓဟာကုရုတိုင်းကမ္ဘာတဓမ္မဏီကုန်းမှာရှိတဲ့ဘာရဒွါစဂေါတာလို့ခေါ်တဲ့ပုံနာရဲ့မီတင်းကုန်းမှာလာရောက်ပြီးသတင်းသုံးတယ်ဘာရဒွါစပုံနာကမိကိုရှိခိုးပူဇော်ကိုးကွယ်တဲ့ပုံနာဖြစ်ပါတယ်ဒါကြောင့်သူကမီတင်းကုန်းလှုပ်ထားတာပဲဗုဒ္ဓဟာဆိုခဲ့တဲ့ဘာရဒွါစရဲ့မီတင်းကုန်းအတွင်းမှာအင်မတန်ချိုးချံစွာနဲ့မျက်ဖြာကလေးကိုပဲအိယာနေရာအဖြစ်အသုံးပြုပြီးသတင်းသုံးတယ်မနဲ့စွန့်ကန်ထွက်တော့မဲ့အခါမှာမျက်ဖြာကလေးကိုတတ်ရလိပ်ပြီးမီတင်းကုတ်အမိုးမှာထိုးထားခဲ့တယ်။ပြန်ရောက်တဲ့အခါဒီမျက်ဖြာကိုထားခဲ့တဲ့နေရာကယူတတ်ဖြန့်ခင်းပြီးသတင်းသုံးတယ်။ဒီလိုနေလို့၃ရက်မြောက်တဲ့နေ့မှာအကြောင်းတစ်ခုရှိလို့ဗုဒ္ဓကအခါတိုင်းရက်တွေလိုမျက်ဖြာကလေးကိုသိမ့်သိမပြစ်ခဲ့တော့ပဲကမ္မာတဓမ္မဏီကုန်းကိုစွန့်ခံထွက်လာခဲ့တယ်။စွန့်ခံပြီးလို့တင့်တဲ့နေရာမှာစွန့်စားပြီးတဲ့အခါမှာတောအုပ်တစ်ခုအတွင်းဝင်တစ်ပင်ရင်တစ်ခုမှာကိုယ်တိုင်ပဲထိုင်စရာအခင်းကိုဖြန့်ခင်းပြီးတမာပတ်ဝင်စားနေတယ်ဒီလိုတစ်ပင်ရင်မှာဗုဒ္ဓနေတော်မူချိန်လောက်မှာမာဂန္ဓိယလို့အမည်ရှိတဲ့ပရိဘူဟာ
အညောင်းညာပြေလမ်းလျှောက်ရင်းကဘာရဒွါစာပုံနာရဲ့မီတင်းကုတ်ကိုရောက်လာတယ်ရောက်လာပြီးတော့ဘာရဒွါစာနဲ့စကားသမီးပြောနေကြတယ်ဒီလိုပြောနေရင်ကမာဂန္နိယရဲ့မျက်စိကမီတင်းကုတ်ထဲမှာခင်းထားတဲ့မြက်ခင်းစီရောက်သွားတယ်မာဂန္နိယကပြောလက်စစကားကိုဖြတ်လိုက်ပြီးတော့အဆွေဘာရဒွါစာတင့်မီတင်းကုတ်ထဲကဟောဟိုမြက်ခင်းဟာဘသူအတွက်ခင်းထားတာလဲယဟန်တူဦးရဲ့အိယာထင်ပါရဲ့လို့သူ့ထင်မြင်ချက်ကိုပေးပြီးစုံစမ်းတယ်မှန်ပါတယ်မာဂန္နိယအဲ့ဒီမြက်ခင်းဟာယဟန်ဂေါတမအတွက်ခင်းထားတာပဲလို့ဘာရဒွါစာကပြောပြတယ်ဒီတော့မာဂန္နိယကယဟန်ဂေါတမဟာအညွန့်တုံးနေသူပဲအညွန့်တုံးနေတဲ့ယဟန်ဂေါတမရဲ့နေရာခင်းကိုမြင်ရတာအမြင်ဆိုးရွားလိုက်တာဘာရဒွါစာလို့ဆိုတယ်ဒီလိုဆိုတာကိုဘာရဒွါစာကအထိတ်တလန့်နဲ့ဟန်ထားတယ်မာဂန္နိယဒီလိုမဆိုလိုက်ပါနဲ့ယဟန်ဂေါတမကိုဒီလိုမဆိုပါနဲ့ယဟန်ဂေါတမဟာနဲ့ပုဂ္ဂိုလ်မဟုတ်ဘူးယဟန်ဂေါတမကိုမင်းပညာရှိပုံနာပညာရှိတကြွယ်ပညာရှိယဟန်ပညာရှိတွေအများကြီးကြီးညိုလေးစားကြတယ်ယဟန်ဂေါတမရဲ့အကျင့်လမ်းစဉ်ကိုလည်းတိတ်ကိုယုံကြည်လေးစားကြတယ်ဒီလိုလေးစားကြီးညိုခြင်းကိုခံရတဲ့ယဟန်ဂေါတမလိုပုဂ္ဂိုလ်ကြီးကိုအညွန့်တုံးနေတဲ့လူလို့သင်မပြောပါနဲ့သင်ဒီလိုပြောတာကိုယဟန်ဂေါတမများကြားသွားခဲ့ရင်အဆွေဘာရဒွါစာယဟန်ဂေါတမကိုကိုယ်တိုင်တွေ့ရင်လည်းသူ့အရှိမအညွန့်တုံးနေတဲ့သူလို့ငါပြောရဲပါတယ်ဘာကြောင့်ပြောရတယ်လဲဆိုတော့ငါတို့ရဲ့ကျမ်းဂန်မှာယဟန်ဂေါတမလိုပုဂ္ဂိုလ်မျိုးကိုလောကတိုးတက်ရေးမရှိသူအညွန့်တုံးသူလို့ဆိုထားတာရှိလို့ပဲဒါဖြစ်ယဟန်ဂေါတမလာတဲ့အခါသင်ပြောတဲ့အတိုင်းအညွန့်တုံးနေသူလို့ပြောသမ်းပါလားပြောပါမယ်ဘာရဒွါစာစိတ်ချပါလို့မာဂန္နိယကဂရုပေးတယ်ဒီလိုဂရုပေးပြီးတော့ဘာရဒွါစာရဲ့မီတင်းကုတ်ကိုယဟန်ဂေါတမရောက်လာမယ်ညနေအချိန်လောက်မှာသူတစ်ခေါက်ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းပြောပြီးထွက်ခွာသွားတယ်အခုလိုဘာရဒွါစာနဲ့မာဂန္နိယတို့အခြေချပြောနေတဲ့စကားတွေကိုဗုဒ္ဓကဒိဗ္ဗသောတာနဲ့ကြားနေတယ်အမှန်ကမြက်ဖြာကိုအကြောင်းပြုပြီးအခုလိုဘာရဒွါစာနဲ့မာဂန္နိယတို့အခြေချပြောဆိုမှုဖြစ်ပြီးမာဂန္နိယနဲ့မိမိတွေ့ဆုံမဲ့အကြောင်းကိုသိလို့ဗုဒ္ဓကတမင်ပဲအဲ့ဒီနေ့မနေ့မှာမြက်ဖြာကိုမသိမ်းဆဲပဲထားခဲ့တာပဲညနေချမ်းအချိန်ရောက်တဲ့အခါမှာဗုဒ္ဓဟာတောအုံးမှထွက်ပြီးဘာရဒွါစာရဲ့မီတင်းကုတ်ကိုပြန်လာခဲ့တယ်ရောက်လို့မသိမ်းမဲ့ခင်းထားခဲ့တဲ့မြက်ဖြာပေါ်ဗုဒ္ဓထိုင်ပြီးတဲ့အခါမှာဘာရဒွါစာကဗုဒ္ဓထံချီးကပ်လာတယ်နှုတ်ဆက်စကားပြောတယ်ပြီးတော့တင့်လျောက်ပတ်တဲ့နေရာမှာထိုင်ပြီးသူနဲ့မာဂန္နိယပြောဆိုခဲ့တဲ့အကြောင်းကိုပြောဖို့ကြံလိုက်တယ်ဒါပေမဲ့ဘာရဒွါစာမပြောခင်မှာပဲဗုဒ္ဓကဘာရဒွါစာငါအခုထိုင်နေတဲ့မြက်ခင်းကိုအကြောင်းပြုပြီးသင်နဲ့မာဂန္နိယအခြေချစကားပြောရတယ်မဟုတ်လားလို့မေးလိုက်တယ်ဘာရဒွါစာဟာထိတ်ထိတ်ပြပြဖြစ်သွားတယ်ဒီလိုစကားပြောခဲ့ရတဲ့အကြောင်းကိုပဲကျွန်ုပ်ကပြောမယ်ကြံကားရှိစေအရှင်ဂေါတမပြောနေပြီပေါ့လို့တန်တော်နဲ့ဘာရဒွါစာကပြောလိုက်တယ်ဘာရဒွါစာကနောက်ထပ်စကားဆက်ပြီးပြောမလို့လှုပ်တုံးမှာပဲမာဂန္နိယဟာဗုဒ္ဓနဲ့ဘာရဒွါစာတို့ရှိရာမီတင်းကုတ်ထဲကိုဝင်လာတယ်မာဂန္နိယကဗုဒ္ဓကိုနှုတ်ဆက်ပြီးတော့တင့်လျော်ရာမှာထိုင်လိုက်တယ်ဒီအခါမှာဗုဒ္ဓကမာဂန္နိယစီလှမ်းပြီးမာဂန္နိယမျက်စိဟာတာယာဝဲအစင်းယူပါယုံမှာမွေ့လျော်ပျော်ပိုက်နှစ်ချိုက်တတ်တယ်နားဟာလည်းအတန်တရာယုံမှာမွေ့လျော်ပျော်ပိုက်နှစ်ချိုက်တတ်တယ်နှာခေါင်းဟာလည်းအနက်မှာရှာဟာလည်းအရသာမှာကိုယ်ဟာလည်းကာမဂုဏ်အစရှိတဲ့အတွေ့အာယုံတွေမှာမွေ့လျော်ပျော်ပိုက်နှစ်ချိုက်တတ်တယ်စိတ်ဟာလည်းဓမ္မယုံမှာမွေ့လျော်ပျော်ပိုက်နှစ်ချိုက်တတ်တယ်မာဂန္နိယငါဟာမွေ့လျော်ကွယ်အစင်းအာယုံတွေမှာမွေ့လျော်ပျော်ပိုက်မှုမဖြစ်အောင်မျက်စိကိုဆုံးမထားပြီးပိတ်ဆို့ထားပြီးမွေ့လျော်ပျော်ပိုက်မှုဆိုလို့ဘာမှမဖြစ်အောင်အစာတုံးဖြစ်တော့ငါပြုထားပြီးထိုနည်းအတူပဲနားနှာခေါင်းရှားကိုယ်စိတ်စသည်တို့ကိုလည်းဆုံးမထားပြီးစောင့်ရှောက်ထားပြီးမွေ့လျော်ပျော်ပိုက်မှုဆိုလို့ဘာမှမဖြစ်အောင်အစာတုံးဖြစ်တော့ငါပြုထားပြီးငါဟာမျက်စိနားနှာရှားကိုယ်စိတ်တွေကိုဆုံးမဖို့ရန်စောင့်ရှောက်ဖို့ရန်ပိတ်ဆို့ဖို့ရန်လည်းတရားဟောတယ်ဒါကိုရည်ရွယ်ပြီးယဟန်ဂေါတမသည်အညွန့်တုံးနေတဲ့သူလောကတိုးတက်ရေးမရှိတဲ့သူဖြစ်တယ်လို့သင်ပြောခြင်းလားမာဂန္နိယမှန်ပါတယ်အရှင်ဂေါတမဒါကိုသာရည်ရွယ်ပြီးယဟန်ဂေါတမဟာဖြင့်အညွန့်တုံးသူဖြစ်တယ်လို့ကျွန်ုပ်ပြောခြင်းဖြစ်ပါတယ်ဘာကြောင့်ဒီလိုပြောရတယ်လဲဆိုတော့ကျွန်ုပ်တို့ကျမ်းဂန်မှာအရှင်ဂေါတမဆိုခဲ့သလိုမျက်စိနားအစားရှိစီတို့ကိုဆုံးမထားသူစောင့်ရှောက်ထားသူပိတ်ဆို့ထားသူကိုလောကတိုးတက်ရေးဆိုလို့ဘာမှမရှိသူအညွန့်တုံးသူရဲ့လို့ဆိုထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်မာဂန္နိယဗ
ပုဂ္ဂိုလ်တို့ဟာတတ်မှတ်ပွဲချစ်ခင်နှစ်သက်ပွဲရှိတဲ့အစင်းယူပါယုံတွေကာမဂုဏ်စိတ်တွေယူဖိတ်စေနိုင်တဲ့အစင်းအာယုံတွေနဲ့မွေးလျော်ပျော်ပါခံစားမှုတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာနောက်အခါမှာအစင်းယူပါယုံတို့ရဲ့အပြစ်ကိုမြင်လာတယ်မြင်လာတော့အဲ့ဒီယူပါယုံတို့ရဲ့အပြစ်အနှောင်အဖွဲ့တို့မှလွတ်မြောက်ရာကိုရှာတယ်ထိုနည်းတူတတ်မဲ့နှစ်သက်ပွဲအတန်အနံ့အရသာအတွေ့အထိစိတ်ကူးတို့ရဲ့အပြစ်ကိုလည်းမြင်လာတယ်တတ်မဲ့နှစ်သက်ပွဲအတန်အနံ့အရသာအစားရှိသည်တို့ရဲ့အပြစ်အနှောင်အဖွဲ့မှလွတ်မြောက်ရာကိုလည်းရှာတယ်လွတ်မြောက်မှုအမှန်ကိုရတဲ့အခါအဲ့ဒီပုဂ္ဂိုလ်ဟာအစင်းအနံ့အစားရှိသည်တို့ကိုတတ်မဲ့ခြင်းမွတ်သိပ်ခြင်းနှစ်သက်ဆွဲလန်းခြင်းတွေကင်းသွားတယ်အစင်းအတန်အနံ့စတဲ့အာယုံတွေကြောင့်ဖြစ်ပေါ်ရတဲ့တတ်မဲ့မှုပူလောင်မှုတို့လည်းကင်းသွားတယ်တတ်မဲ့ပူလောင်မှုတွေကင်းသွားလို့အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွင်းတရားမှာငြိမ်းအေးတဲ့စိတ်ဖြစ်နေတယ်ဆိုပါစို့ရဲ့မာဂန္ဒီယတတ်မှတ်ခြင်းတဏှာအလုံးစုံကင်းပြီးဘာခံစားမှုမျှမဖြစ်ဘဲငြိမ်းအေးတဲ့စိတ်နဲ့နေနေတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုတော့ဘယ်လိုပုဂ္ဂိုလ်မျိုးလို့သင်ဆိုမလဲဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာအတိအကျမပြောတတ်ပါအရှင်ဂေါတမမာဂန္ဒီယငါဟာလူအဖြစ်နဲ့နေစဉ်တုန်းကနှစ်သက်တတ်မှတ်ဖွယ်ရှိတဲ့အစင်းအာယုံတွေကာမဂုဏ်စိတ်ရိုးဖိတ်ဖွယ်အစင်းယူပါယုံတွေနဲ့ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ခံစားနေခဲ့ဘူးတယ်တတ်မဲ့နှစ်သက်ဖွယ်ရှိတဲ့အတန်အနံ့အရသာအတွေ့အထိတွေနဲ့လည်းပြည့်ပြည့်စုံစုံခံစားပြီးနေခဲ့ဘူးတယ်ငါမှမိုးဥဒုအခါဆန်နေဖို့ပြတ်တတ်တဆောင်ဆောင်းဥဒုအခါဆန်နေဖို့ပြတ်တတ်တဆောင်ຫນွေဥဒုအခါဆန်နေဖို့ပြတ်တတ်တဆောင်ရှိခဲ့တယ်မာဂန္ဒီယငါဟာမိုးဥဒုအခါဆန်နေရဖြစ်တဲ့ပြတ်တတ်ပေါ်မှာမိုးလေးလာကာလပတ်လုံးပြတ်တတ်ပေါ်ကမစင်းမဲ့ကာမဂုဏ်မှုအမျိုးမျိုးနဲ့စံစားခံစားနေခဲ့ဘူးတယ်ဒါပေမဲ့နောက်အခါမှာတာယာတက်မှတ်ပွဲကာမဂုဏ်အာယုံတို့ရဲ့အပြစ်ကိုမြင်ပြီးစွန့်ခွာခဲ့တယ်အဲဒီနောက်ကာမဂုဏ်အာယုံတို့မှလွတ်မြောက်ရာကိုဟုတ်တိုင်းမှန်စွာငါရရှိခဲ့တယ်ဒီလိုရရှိခဲ့လို့ငါမှကာမဂုဏ်အာယုံတို့ကိုတက်မှတ်နှစ်သက်ခြင်းခံစားခြင်းမရှိတော့ဘူးကာမဂုဏ်အာယုံတို့ကြောင့်ဖြစ်ပေါ်တဲ့ပူလောင်မှုလည်းမရှိဘူးကာမဂုဏ်အာယုံတွေကိုတောင်းတမှုစားလောင်မွတ်တောင်းမှုလည်းမရှိတော့ဘူးငါမှငြိမ်းအေးနေတယ်ငါအတွင်းတရားမှာဘာခံစားမှုမှမဖြစ်ဘဲငြိမ်းတဲ့စိတ်ဖြစ်နေတယ်မာဂန္ဒီယကာမဂုဏ်အာယုံမှာတတ်မှတ်နှစ်သက်ခြင်းမကင်းနိုင်တဲ့အတွက်ကာမဂုဏ်ကြောင့်ပူလောင်ခြင်းဖြစ်ရသူတွေကာမဂုဏ်ကိုနှစ်သက်ပွဲအဖြစ်မိဝဲကြသူတွေကိုငါမြင်ပါတယ်ဒါပေမဲ့အဲ့ဒီသူတွေလိုကာမဂုဏ်ကိုငါမတောင်းတတော့ဘူးမတက်မဲ့မသားရတော့ဘူးမမွေ့ရောတော့ဘူးမခံစားတော့ဘူးမမိဝဲတော့ဘူးမာဂန္ဒီယဘာကြောင့်လဲဆိုတော့အဲ့ဒီကာမဂုဏ်တွေထက်တာလွန်နဲ့ကြော်လွန်နဲ့ချမ်းသာခြင်းမျိုးကိုငါရနေလို့ပဲမာဂန္ဒီယတင့်ကိုဥပမာတစ်ခုနဲ့ငါပြောမယ်ပစ္စည်းဥစ္စာကျွယ်ဝတဲ့တကြွယ်တူဟာအစင်းအတန်အနံ့အရသာအတွေ့အစရှိတဲ့ကာမဂုဏ်၅ပါးတို့နဲ့ပြည့်ပြည့်စုံစုံခံစားပျော်ပါဘူးတဲ့အဲ့ဒီတကြွယ်ဟာဒုစရိုက်မှုတွေကိုရှောင်ပြီးဒုစရိုက်မှုတွေကိုပြုကျင့်တယ်ဆိုပါစို့ဒီလိုပြုကျင့်ပြီးသေလွန်တဲ့အခါတာဝရိန္ဒနတ်လောကကိုရောက်တယ်ဆိုပါစို့တာဝရိန္ဒနတ်လောကမှာဆိုခဲ့တဲ့တကြွယ်ဟာနတ်သမီးအပေါင်းခြံရံပြီးကာမဂုဏ်၅ပါးနဲ့ပြည့်ပြည့်စုံစုံခံစားနေရတယ်ဆိုပါစို့နတ်တို့ရဲ့ကာမဂုဏ်တွေကိုခံစားနေရတဲ့တကြွယ်နတ်သားဟာလူလောကကကာမဂုဏ်တွေကိုတောင်းတပါအောင်မလားလူလောကမှာရှိတဲ့ကာမဂုဏ်တွေနဲ့ပြန်ပြီးနေလိုပါအောင်မလားမာဂန္ဒီယနေတော့မှမဟုတ်ပါအရှင်ဂေါတမဘာကြောင့်လဲမာဂန္ဒီယလူကာမဂုဏ်တွေထက်နတ်ကာမဂုဏ်တွေကတားလုံးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အရှင်ဂေါတမမာဂန္ဒီယဒီဥပမာအတိုင်းပဲငါဟာလည်းလူအဖြစ်နဲ့နေခဲ့စဉ်တုန်းကချစ်ခင်ပွဲနှစ်သက်ပွဲတတ်မှတ်ပွဲအစင်းအတန်အစရှိတဲ့ကာမဂုဏ်၅ပါးနဲ့ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်မွေ့လျော်ပျော်ပါခံစားခဲ့ပူပါတယ်နောက်အခါမှာကာမဂုဏ်တို့ရဲ့အပြစ်ကိုမြင်ပြီးကာမဂုဏ်အပူလောင်အနှောင်ဖွဲ့တို့ကလွတ်မြောက်ရာကိုရှာခဲ့တယ်လွတ်မြောက်ရာအမှန်ကိုရခဲ့တဲ့အတွက်ငါအတွင်းတရားမှာကာမဂုဏ်အပူအလောင်တွေကာမဂုဏ်အတွက်တတ်မှတ်မှုမွတ်သိမ့်မှုတွေမရှိတော့ဘူးငါမှငြိမ်းအေးနေတယ်ငါအတွင်းတရားမှာငြိမ်းအေးတဲ့စိတ်ဖြစ်နေတယ်ကာမဂုဏ်ကိုတတ်မှတ်ကြတဲ့မွတ်သိမ့်ကြတဲ့သူတွေကိုငါမြင်ပါတယ်ကာမဂုဏ်စာလောင်မွတ်သိမ့်မှုကိုဖြေဖျောက်ဖို့ကာမဂုဏ်တွေကိုသူတို့မိဝဲကြတဲ့ခံစားသုံးဆောင်ကြတယ်မာဂန္ဒီယအဲ့ဒီလူတွေခံစားသုံးဆောင်မိဝဲကြတဲ့ကာမဂုဏ်မျိုးတွေကိုငါကတော့မခံစားမသုံးဆောင်လို့တော့ဘူးမမိဝဲကျင်တော့ဘူးဘာကြောင့်လဲဆိုတော့ကာမဂုဏ်တက်မဲ့စာလောင်မှုဟူသည်များကကြော်လွန်ပြီးနတ်ချမ်းသာထက်လဲတာလွန်တဲ့ငြိမ်းအေးခြင်းကိုရနေလို့ပဲ
နတ်ချမ်းသာတဲ့သားတော်နဲ့ငြိမ်းအေးခြင်းကိုရနေတဲ့ငါအဖို့ရုံညံ့တဲ့သူတွေရဲ့ကာမဂုဏ်တွေမှာမမွေ့လျော်တော့ဘူးမာဂန္ဒီယာတခြားနောက်ဥပမာတစ်ခုကိုပြောအောင်မယ်နူနာရှိနေတဲ့ယောက်ျားတစ်ယောက်ဟာနူနာဘိုးတွေထကြွကြိုက်ခဲခံရတဲ့အခါမှာမခံရနိုင်အောင်ရားရံနေတယ်ဒီအခါအနာဝတွေကိုလက်သေးနဲ့ကုတ်ဖက်ရင်းကိုမီးကြည်စုမှခင်းပြီးအရာဖြောက်ရတယ်အဲ့ဒီနူနာရှိတဲ့ယောက်ျားစီကိုဆွေမျိုးသားချင်းတွေကနူနာကုစားတတ်တဲ့ဆေးစရာကိုပင့်လာပြီးဆေးကူပေးကြတယ်ဆေးကူစားခံရလို့အဲ့ဒီယောက်ျားဟာနူနာပျောက်ကင်းသွားတယ်နူနာပျောက်ကင်းသွားပြီဖြစ်လို့အဲ့ဒီယောက်ျားဟာကိုယ်အလိုရှိရာကိုသွားနိုင်ပြီကိုနေခြင်းရာနေရာမှာနေနိုင်ပြီကိုလှုပ်ခြင်းရာကိုအစိုးရလောက်ကင်နိုင်ပြီဆိုပါစို့အဲ့ဒီနူနာပျောက်ကင်းသွားတဲ့ယောက်ျားဟာနူနာဘိုးတွေထကြွကြိုက်ခဲခံရလို့အနာဝတွေကိုလက်သေးနဲ့ကုတ်ဖက်ပြီးကိုမီးကြည်စုမှခင်းရင်အရာဖြောက်နေရတဲ့အခြားနူနာရှိနေသူယောက်ျားတို့ကိုမြင်နေဆိုပါတော့မာဂန္ဒီယာနူနာပျောက်ကင်းနေတဲ့ယောက်ျားဟာသူမြင်နေရတဲ့အနူယောက်ျားလိုအနာဝတွေကိုလက်သေးနဲ့ကုတ်ရင်းဖဲ့ရင်ကိုမီးကြည်စုမှခင်းပြီးအရာဖြောက်ခြင်းသေးရဲ့လားမာဂန္ဒီယာနူနာပြောက်အောင်စေဝါမိဝဲကုစားဖို့ကိုတောင်းတသေးရဲ့လားမဖြစ်နိုင်တော့ပါအရှင်ဂေါတမဘာကြောင့်လဲမာဂန္ဒီယာနူနာယောဂပျောက်ကင်းနေတဲ့အတွက်ဖြစ်ပါတယ်ယောဂမပျောက်ကင်းသေးလျင်သာမိမာကင်းလိုမှုစေဝါမိဝဲလိုမှုအတွက်တောင်းတမှာဖြစ်ပါတယ်အရှင်ဂေါတမဒီနေ့အတူပဲမာဂန္ဒီယာငါဟာဟိုးရင်လူဖြစ်မင်းသားဘဝတုန်းကနှစ်သက်ပွဲတတ်မှတ်ပွဲကာမဂုဏ်၅ပါးတို့နဲ့ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်နေခဲ့ဘူးတယ်နောက်အခါကာမဂုဏ်တို့ရဲ့အပြစ်ကိုငါမြင်ခဲ့တယ်ကာမဂုဏ်အနှောင်အဖွဲ့အပူလောင်တွေကနေလွတ်မြောက်ရာကိုငါရှာခဲ့တယ်ကာမဂုဏ်အနှောင်အဖွဲ့အပူလောင်တွေကနေလွတ်မြောက်ရာအမှန်ကိုတွေ့ခဲ့တယ်ငါမှာကာမဂုဏ်အာယုန်တို့ကိုတက်မဲ့ဆွဲလန်းမှုကင်းသွားခဲ့တယ်တက်မဲ့ဆွဲလန်းမှုကင်းသွားတဲ့အတွက်ငါမှာငြိမ်းအေးခြင်းဖြစ်လျက်ရှိပါတယ်ငါအတွင်းတရံမှာငြိမ်းအေးတဲ့စိတ်ဖြစ်နေပါတယ်မာဂန္ဒီယာကာမဂုဏ်အာယုန်တွေမှာတက်မဲ့ဆွဲလန်းမှုမကင်းနိုင်ကြတဲ့သူတွေဟာကာမဂုဏ်မှာတက်မဲ့မှုမုတ်သိမ်းမှုစားလောင်မှုတွေဖြစ်ကြတယ်ကာမဂုဏ်ကြောင့်ပူလောင်မှုတွေဖြစ်ကြရတယ်ကာမဂုဏ်ကိုတက်မဲ့စားလောင်မုတ်သိမ်းမှုကာမဂုဏ်ကြောင့်ဖြစ်ရတဲ့ပူလောင်မှုတွေကိုနူနာရှိတဲ့ယောက်ျားဟာနူနာပိုးလောက်တို့ကြောင့်ဖြစ်ပေါ်တဲ့ရာရံမှုကိုဖြေဖြောက်ရတာလို့ဖြေဖြောက်ဖို့ကာမဂုဏ်တို့ကိုမိဘသုံးဆောင်ခံစားကြရတဲ့လူတွေကိုငါမြင်ပါတယ်။မာဂန္ဒီယာငါကတော့နူနာပြောက်ကင်းပြီးတဲ့ယောက်ျားဟာအနာဝတွေကိုကုတ်ဖက်ရင်မိမကင်ပြီးအရာဖြောက်ရန်မလိုတော့တာလို့ကာမဂုဏ်တွေကိုမတက်မဲ့မခံစားလိုတော့ဘူးတောင်းတမှုလည်းမရှိတော့ဘူး။မာဂန္ဒီယာအားရှိတဲ့ယောက်ျားနှစ်ယောက်ကနူနာယောဂလုံးလုံးပြောက်ကင်းနေတဲ့ယောက်ျားရဲ့လက်မောင်းတစ်ဖက်တစ်ချက်ကိုကင်ပြီးနူနာရှိတုံးကကင်တဲ့မိကြီးစုစီနူနာအရာဖြောက်ရောက်အောင်မိခင်ဖို့ဆွဲခေါ်တယ်ဆိုပါတော့နူနာပြောက်ကင်းနေတဲ့ယောက်ျားဟာဘယ်နဲ့နေမလဲမိမကင်ကြမှာဘူးဆိုပြီးရုံးကန်ညင်းပယ်မယ်မဟုတ်လားမှန်ပါတယ်အရှင်ဂေါတမဘာကြောင့်ရုံးကန်ညင်းပယ်တာတဲ့လဲအရှင်ဂေါတမမီးဟာပြင်းစွာပူလောင်ခြင်းရှိပါတယ်ဆင်းရဲတဲ့အတွေ့ရှိပါတယ်နူနာပြောက်ကင်းသူအဖို့ပြင်းစွာပူလောင်ခြင်းရှိတဲ့မီးမှာအရင်ကလိုအကင်မခံနိုင်တော့တဲ့အတွက်ရုံးကန်ညင်းပယ်ခြင်းဖြစ်ပါတယ်မာဂန္ဒီယာမီးဆိုတဲ့အရာဟာအခုအခါမှာပူလောင်ခြင်းသဘောရှိတာလားဟိုးအရင်ကတော့ပူလောင်ခြင်းသဘောမရှိဘူးတဲ့လားရှင်ဂေါတမမီးဆိုတဲ့အရာဟာအခုလည်းပူလောင်ခြင်းရှိပါတယ်ဟိုးအရင်ကလည်းပူလောင်ခြင်းသဘောရှိပါတယ်မီးဟာပူလောင်တဲ့သဘောဆင်းရဲတဲ့အတွေ့ရှိတဲ့အရာဖြစ်ပါလျက်နဲ့ဘာကြောင့်နူနာရှိတဲ့ယောက်ျားဟာသူ့ကိုယ်ကိုမီးမှกินရတာလဲနူနာဘိုးတွေထားတဲ့အခါပြည်တွေစိုးနေတဲ့အနာဝတွေကိုလက်သေးနဲ့ကုတ်ရင်းဖဲ့ရင်သူ့ကိုယ်ကိုပူလောင်ပါတယ်ဆိုတဲ့မီးမှလိုချင်းဘာကြောင့်กินနေရတာလဲနူနာဆွဲနေတဲ့ယောက်ျားမှာကိုအင်ဒရီပျက်စီးနေတဲ့အတွက်ပူလောင်တဲ့ဆင်းရဲတဲ့အတွေ့ရှိတဲ့မီးမှกินရခြင်းကိုပဲသက်သာရာချမ်းသာရာလို့ထင်မှားခံစားနေရလို့ပဲဖြစ်ပါတယ်အရှင်ဂေါတမအခန်းရှိအပိုင်း1ဒီမှာပဲဖြတ်လိုက်ပါမယ်ခင်ဗျာနေချင်းဟိုတော့ဆုံးပန်းနိုင်ဆိုတော့အခန်းရှိအပိုင်း1ကိုဒီညမှာဖြတ်လိုက်ပြီးတော့နောက်နေ့ကြာရင်အခန်းရှိရဲ့အပိုင်း2နောက်တစ်ပိုင်းတင်ဆက်သွားပါမယ်အခန်း2ရဲ့အပိုင်း2နောက်တစ်ပိုင်းပြီးရင်တော့ကျွန်တော်တို့ဒီဆရာနန္ဒသိန်းဆိုင်စာအုပ်ဒီကုန်းချုပ်ပါမယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေအပိုင်း2ကိုဆက်လက်ရှုစားကြပါဦးခင်ဗျာ